ဘာရနောက်ရရှိရဒီမှာရှိနေတော့ခမရသားသမီးအားလုံးဒီအတွေ့အကြုံကင်းနေရတဲ့အတွက်ကြောက်တော့ဘယ်လိုမှမကမ်းနိုင်တော့